မိဘတို့မှာရှိမြင်အပ်ပါသောဗုဒ္ဓသာရတသင်္ဃဟောမင်္ဂလာအာမိတ္တနုက္ခဓမ္မနုက္ခဟောတော်မူရာဒေသနာဖယားသာသနာအမွေခံယူကာမိဘတို့မှာရှိမြင်အပ်ပါသောဗုဒ္ဓသာရတသင်္ဃဟောမင်္ဂလာအာမိတ္တနုက္ခဓမ္မနုက္ခဟောတော်မူရာဒေသနာဖယားသာသနာအမွေခံယူကာသာမဏေရပပိဇာမြောင်ရှိမြတ်မိသာတိရာရှုမညီသမီးရဏခန္ဓာဝေဒနာနာတမင်္ဂလာသာမဏေရပပိဇာမြောင်ရှိမြတ်မိသာတိရာရှုမညီသမီးရဏခန္ဓာဝေဒနာနာတမင်္ဂလာသာသနာပရိဘောဂတိယဓမ္မဒါရပလူကအနုက္ခမေဃဥစ္စာနိဗ္ဗာန်ရသည့်ဘဝတိုင်အောင်ပရိတောအတူတကွနာပါယမီလေးမြတ်လာစွာဤကောင်းမှုပြုရကျူငါအသဘောတရားတို့သိရကုန်များတရားပရိတောအတူတကွနာပါယမီလေးမြတ်လာစွာဤကောင်းမှုပြုရကျူငါအသဘောတရားတို့သိရကုန်များနိဗ္ဗာန်ကိုရလွယ်နိုင်သည်ရောက်စေလိုပါယံဝတ္တုံတည်းမဟာပထဝီတတိဖြစ်တည်ရာသာမဏေရပပိဇာမြောင်ရှိမြတ်မိသာတိရာရှုပညီသမီးရဏကာဏဝေဇနာနာတမင်္ဂလာသာမဏေရပပိဇာမြောင်ရှိမြတ်မိသာတိရာရှုပညီသမီးရဏကာဏဝေဇနာနာတမင်္ဂလာသာသနာပရိဘောဂတိယဓမ္မဒါရပလူကအနုက္ခမေဃဥစ္စာနိဗ္ဗာန်ရသည်ဘဝတိုင်အောင်